ပြောတဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့မမိုးပြန်တော့တင်ပြချပြတာစင်းပြတာကိုတချို့လူရောက်မှအောက်တန်းစားတွေဘောမလိုလိုလီလိုလိုမိုလိုလိုကိုဘက်လိုလိုသူ့ဘက်လိုလိုတွေကမမိုးကပြဿနာစားတဲ့အဲ့ဒီငဆွဲပြောနေတဲ့ဖာကြနေတဲ့ဒူဘိုက်ကအဖွားကြီးဖြူဖြူမိုးကိုဖြူဖြူမိုးလည်းမခေါ်ဘဲနဲ့နော်သူနေတဲ့နိုင်ငံကဒူဘိုင်ဩစတြေးလျလည်းမဟုတ်ဘူးနော်အဲ့ဒီအဖွားကြီးကိုပြန်ခေါ်လိုက်တဲ့အချိန်မှာဩစတြေးလျကမမိုးတဲ့ဩစတြေးလျမမိုးဆိုတာမိုးပဲစီတာလေဟမ်ဟိုဘက်ကကျတော့ဒူဘိုင်ဖြူဖြူမိုးလေโอเคနော်အဲ့ဒီဒူဘိုင်ဖြူဖြူမိုးကိုမမိုးလို့ခေါ်လို့ရတယ်ဒါပေမဲ့ဒူဘိုင်မမိုးလို့ခေါ်လေဘာဖြစ်လို့ဩစတြေးလျမမိုးလို့ခေါ်တာလဲအစတော့ငါသူများမမိုးပို့လာပြီးတယ်သူပြောတယ်မိုးရေးတဲ့ငဆွဲတော့နေကိုပြောပြီးတဲ့မမိုးလည်းအဲ့ဒီဗီဒီယိုကိုကြည့်လိုက်တယ်အဲ့ဒီဗီဒီယိုကသူအဲ့ဒီကောင်မကိုပြောတဲ့အချိန်မှာအဲ့ဒီကောင်မနာမည်တဲ့နဲ့မခေါ်ဘဲနဲ့အဲ့ဒီကောင်မနေတဲ့နိုင်ငံမခေါ်ဘဲနဲ့ဩစတြေးလျမမိုးကိုခေါ်ပြီးတော့ဩစတြေးလျမမိုးကတဲ့ကျွန်တော်ကိုတဲ့လာပြီးတော့လူပေးတာလဲမြန်မာငွေ3သိန်း2သိန်းပဲတဲ့ပြီးတော့ကျွန်တော်ဖုန်းနံပါတ်ကိုတောင်းတယ်တဲ့ပြီးတော့ညပိုင်းမှာကျွန်တော်ကိုဖုန်းခေါ်လာတယ်တဲ့မောင်တို့ဘာညာတို့အဲ့ဒီအဖွားကြီးဖာကြတာကို तू ကပြောပြတာပေါ့ကွာဒါပေမဲ့အဲ့ဒီအဖွားကြီးဖာကြတာကိုအဲ့ဒီအဖွားကြီးရဲ့နာမည်ကိုတေချာခေါ်ပြီးတော့အဖွားကြီးနေတဲ့နိုင်ငံကိုခေါ်လေဘာဖြစ်လို့ဩစတြေးလျမမိုးလို့ခေါ်တာလဲဟမ်လူရောက်မှာခွဲမသားအဖိုးကြီးအဲ့ဒီစစ်ကိုနိုင်ပြန်ပြီးတော့တီဖြားပြီးတော့သူ့ရဲ့သူပြောနေတဲ့အဲ့ဒီအပိုင်းကိုတီဖြားပြီးတော့ပြန်တင်တာလေငါလို့သူများထင်နေတာနော်အစတော့ငါစက်တဲ့ဖိုးကြီးကလောက်ကြံပြီးတော့တီဖြားပြီးတော့ဖန်တီးနေတာလားအဲ့တော့ငါဆွဲပြောတဲ့စကားကိုငါပြန်တော့နားထောင်တယ် तू ကမျိုးရနာတိုင်းကိုမျိုးရနာတိုင်းကို तू ပြောတယ်ပြီးတော့မမိုးချောင်း तू ပြောတယ်မမိုးချောင်း तू ပြောပြီးတော့သူပြောတဲ့ဒူဘိုင်ဖြူမိုး तू ပြောမယ်ပြောနေတဲ့အချိန်မှာ तू ကစင်းပြမဲ့အချိန်မှာအဲ့ဒီဒူဘိုင်ဖြူမိုးကိုဒူဘိုင်ဖြူမိုးလို့မခေါ်ဘဲနဲ့ဩစတြေးလျမမိုးကတဲ့ကျွန်တော်စီမှာတဲ့မြန်မာငွေ3သိန်း2သိန်းလူပြီးတော့တဲ့ကျွန်တော်စီမှာဖုန်းနံပါတ်တွေတောင်းတယ်ပြီးတော့ကျွန်တော်ကိုညပိုင်းမှာဖုန်းခေါ်တယ်မောင်ရေးဘာညာတလကနောက်ဒီအဖွားကြီးကိုပြောမယ်ဝေဖန်မယ်ထောက်ပြမယ်ဆိုရင်လေအဲ့ဒီအဖွားကြီးနာမည်ကိုအပြစ်ဆောင်ခေါ်လေအဖွားကြီးနေတဲ့နိုင်ငံခေါ်ပါလားငါနေတဲ့နိုင်ငံကနာမည်ပါထည့်ပြီးတော့ပြောလိုက်တာဟမ်ဘူးမသိပါမသိတဲ့လူတွေလူရောက်မှာတွေကအိုးအဲ့ဒီအပန်းကိုယူပြီးတော့ပြန်တင်ငါကစပတ်ရတဲ့ထောက်ဖို့မငါကဟို PDF တွေကဟိုဖုန်းနံပါတ်ကိုလိုက်ပြီးတော့တောင်းငါကဟိုပဲ PDF ကို3သိန်းကြားနဲ့လိုက်ပြီးတော့လူနေတဲ့ထောက်ဖို့အဲ့လိုမျိုးဖြစ်သွားတာနော်တချို့အောက်တန်းစားမတွေအောက်တန်းစားကောင်တွေကငါအဲ့လိုမျိုးထောက်ပြတာကိုမကျင်တော့ဘူးဖေလို့မတွေမအေလို့တွေဟမ်မင်းတို့တွေကိုသူများမဟုတ်တာတွေအဲ့လိုပြောလို့စရင်အောင်ညီတို့ခံနိုင်လားမအေလို့တွေဟမ် live ဆော့ဗီဒီယိုပေးတဲ့အထိသူများမကြည့်လို့စရင်ဘယ်သူကနားလဲမလဲအများကြီးကတချို့မှဆိုရင်တိတိကြီးနဲ့ပြန်တော့ဖျက်ပြီးတော့ပြန်တင်တာလူရောက်မှာတွေကနော်အဲ့တော့ကိုဆွဲလဲကိုပြောတဲ့ဗီဒီယိုတခုကအဲ့တော့မားနေလို့စင်ပြန်ဖြတ်လိုက်အစ်စ်ပြန်တော့လောက်ပါလားငါက PDF ကို3သိန်း2သိန်းလူပြီးတော့ PDF ဖုန်းနံပါတ်တွေယူပြီးတော့ညပိုင်းမှာလိုက်ပြီးတော့ဖုန်းဆက်ဟုတ်လားဖင်ရပြီးတော့လိုက်ပြီးတော့ဖုန်းဆက်အဲ့လိုမျိုးဖြစ်သွားတာနော်အစတော့မမဆက်တင်ဒီစကလုံးက तू ပြောတယ်ဆိုတာဒူဘိုင်ဖြူမို့ तू ပြောတာလေလူတွေကပြန်တော့တီဖြတ်ပြီးတော့ဟိုပြန်တော့ဆက်တာလားတေချာပြန်တော့နားထောင်တဲ့အချိန်မှာ तू ရဲ့စကား तू အပြည့်ဝ तू ပြောထဲလိုက်တာဩစတြေးလျကမမိုးကတဲ့ဘာညာတလကပေါ့အဲ့ဒီကောင်မနာမည်ကိုမခေါ်ဘဲနဲ့အဲ့ဒီကောင်မနေတဲ့နိုင်ငံမခေါ်ဘဲနဲ့ငါနေတဲ့နိုင်ငံကငါနာမည်ကိုထည့်ပြီးတော့ပြောလိုက်တာအဲ့ဒီကောင်မဖာကြတာကိုငါဖြစ်သွားတာနော်နောက်ဆိုရင်ကိုပြောတဲ့စကားအဲ့လောက်တော့မားနေလို့စင်ကိုဖျက်လိုက်လေကိုဗီဒီယိုတစ်ပြန်တော့လောက်ပါလားလူတွေထင်အောင်ထင်မအောင်လောက်နေတယ်အောက်တန်းစားတွေလည်းသိတဲ့အတိုင်းပဲဟိုတခါတော့လည်းမမိုးနဲ့သူနဲ့ရံဖြစ်တယ်ရံဖြစ်တဲ့အချိန်တုန်းကလည်းမဘပြောတဲ့အမှန်တရားအများကြီးပဲအဲ့ဒီချိန်မှာငါဆဲတဲ့စကလုံးတွေငါထောက်ပြတဲ့အမှန်တရားတွေတခုမှမမာဘူးအဲ့တော့ငါဖြတ်စရာလည်းမလိုဘူးဒါပေမဲ့အေလို့တွေကငါရဲ့အဆဲတိုင်ပဲပြန်တော့ယူတာနော်အခုနေပြောတဲ့စကလုံးတွေကကြည့်စမ်းဖြူဖြူမိုးကိုလည်းဖြူဖြူမိုးလို့မခေါ်ဘဲနဲ့မမိုးလို့ခေါ်တယ်သူရဲ့နေတဲ့နိုင်ငံဒူဘိုင်လည်းမခေါ်ဘဲနဲ့ဩစတြေးလျနိုင်ငံခေါ်တယ်နော်လူတွေကငါ့ကိုပို့လာပေးတာဘာဖြစ်လို့ကိုဆွဲကဒီလိုမျိုးမို့ပြောတာလဲမမိုးကဘယ်လိုဒီလိုမျိုးလောက်တာလဲအများကြီးပဲငါ့ကိုပို့လာပေးအဲ့ဒီဗီဒီယိုပိုင်းကအဲ့ဒီမအေလို့ပြန်တင်လိုက်တဲ့ဗီဒီယိုဖိုင်ကအဲ့ဒီသေခါနေအဖိုးကြီးစစ်ကိုနိုင်နော်မလာဘောမ BGF ဘောမ NCA ဖိုးကြီးရဲ့ဘောမအောက်တန်းစားသေခါနေအဖိုးကြီး